တကောင်ရန်တညမှာဟေရန်တယောက်အိမ်မောကြနေတော့ရုတ်တရက်တစုံတယောက်ကသူမရဲ့ဆောင်ကိုဆွဲဖယ်လိုက်တာကြောင့်လန်နိုးသွားခဲ့ပြီးသူမဘာဖြစ်မှန်းမသိခင်မှာပဲအဲ့ဒီလူကသူမကိုကြမ်းတမ်းစွာဆွဲလာရန်လာလုပ်ပါတော့တယ်အဲ့ဒီလူဟာတခြားသူမဟုတ်ပဲသူမရဲ့ဖခင်အရင်ခောက်ဖြစ်နေတာကိုတွေးလိုက်ရတဲ့အခါဟေရန်တကူလုံးတုန်လှုပ်သွားခဲ့ရတာပါကြောက်မက်ဖွယ်ကောင်းတဲ့မျက်လုံးတွေနဲ့သူမက်ကိုစိုက်ကြည့်ပြီးထူးဆန်းတဲ့စကားတွေတိုးတိုးလေးရေရွတ်နေတာကသူမကိုတွေးပြတ်သွားစေပါတယ်နောက်တနေ့မနက်မှာတော့မိသားစုဝင်တွေအားလုံးထမင်းစပွဲမှာစုံစုံလင်လင်ရှိနေကြပါတယ်မင်းညကဖခင်ဖြစ်သူရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုဟေရန်ကသူ့အမေကိုပြောပြဖို့စ조사ပေမဲ့ဖခင်ဖြစ်သူကဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်နေတာကြောင့်သူမအံ့ဩနေမိတယ်အဲ့ဒီအချိန်မှာပဲမိခင်ဖြစ်သူကထမင်းဝိုင်းပေါ်ကိုပကံပြားနဲ့အာပြင်းပြင်းရိုက်ချလိုက်ပြီးရက်ပေါင်းများစွာငတ်မွနေတဲ့သူလိုမျိုးအငမ်းမရစားတော့ပါတော့တယ်ဟင်းတွေကငန်လွန်းတယ်လို့ပြောတဲ့သားဖြစ်သူကိုလည်းဒေါသတကြီးစိုက်ကြည့်ပြီးအတင်းစားခိုင်းပါတော့တယ်ဒီအိမ်သစ်ကိုပြောင်းလာကြတဲ့ကထူးဆန်းတဲ့အဖြစ်အပျက်တွေစက်တိုက်ဖြစ်နေတာပါဖခင်ဖြစ်သူကညတိုင်းဟေရန်ရဲ့အခန်းထဲကိုလာပြီးချင်းချောက်နေသလိုအမဖြစ်သူစွန်ဦးကလည်းရေချိုးနေတော့မှန်ထဲမှာသူမရဲ့ပုံရိပ်ကတီးခြားခွဲထွက်ပြီးပြုံးပြနေတာကိုမြင်လိုက်ရပါတယ်ညီအမနှစ်ယောက်တိုင်ပင်နေတော့မှပဲသူတို့ရဲ့စကားတွေကိုအဖေဖြစ်သူကတကားဝါးကနေချောင်းမြောင်းနားထောင်နေခဲ့တယ်သူကတခုခုကိုကင်ပြီးသူတို့စီကိုယူသွစွာပြေးဝင်လာပါတယ်စွန်ဦးကခုခံပြီးထွက်ပြေးဖို့စ조사ပေမဲ့အဖေဖြစ်သူရဲ့ကြမ်းတမ်းတဲ့တိုက်ခိုက်မှုကြောင့်ပေကားပေါ်ကနေပြုတ်ကျပြီးဒဏ်ရာအပြင်းထန်ရသွားခဲ့တယ်စွန်ဦးသတိလစ်သွားတဲ့အချိန်မှာဟေရန်ကတော့တနေရာမှာပုန်းနေရပါတယ်ခဏအကြာမှာစွန်ဦးသတိပြန်ရလာပေမဲ့သူမရှိတဲ့မှာတူကိုမြောက်ပြီးရန်ပြူတော့မဲ့ပုံနဲ့ရက်နေတဲ့အဖေဖြစ်သူကိုတွေးလိုက်ရတော့ဟေရန်ကအားကုန်အော်ဟစ်ပြီးတားဆီးပေမဲ့အရာမထင်ခဲ့ဘူးအဲ့ဒီအချိန်မှာပဲအိမ်ရောက်ထက်ကနေသူတို့ရဲ့အဖေအစ်စ်ရောက်လာပါတယ်အဲ့ဒီအခါမှအတုဖြစ်တဲ့မိစ္ဆာကတူကိုပြစ်ချပြီးတခြားခန်းထဲကိုထွက်ပြေးသွားပါတော့တယ်တအိမ်လုံးအကြောက်တရားတွေဖုံးလွှမ်းနေချိန်မှာပဲအမေဖြစ်သူကလက်ထဲမှာတူတစ်ချောင်းကိုကင်ပြီးရောက်လာပါတယ်သူမကစိတ်မနှံ့တဲ့အပြုံးကြီးနဲ့ဖန်ခွဲစတွေကိုနင်းပြီးအခန်းထဲကိုဝင်သွားခဲ့တယ်။ဒါပေမဲ့ခဏအကြာမှာပဲအိမ်အောက်ထပ်ကနေအမေအစ်စ်ရဲ့အတန်ကိုကြားလိုက်ရပြန်ပါတယ်။အခန်းထဲမှာရှိနေတဲ့အမေတူကတော့ပျောက်ကွယ်သွားပြီးကျမ်းပြင်ပေါ်မှာတူတစ်ချောင်းပဲကျန်ရစ်ခဲ့တယ်။ဖခင်ဖြစ်သူဟာကြောက်လန့်တကြားနဲ့ဖုန်ကြီးဖြစ်တဲ့သူ့ရဲ့အကြီးဆုံးသားကိုအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လမ်းမှာဖုန်ကြီးတွေလိုက်လာတဲ့ကားကိုကြီးကန်းအုပ်ကြီးကတိုက်ခိုက်ပြီးကားမောက်သွားအောင်လုပ်ခဲ့ပါတယ်။ညတန်းခေါင်ရံမှာအငယ်ဆုံးသားလေးကအိမ်သာသွားဖို့ထားလိုက်တဲ့အခါသူ့နဲ့ပုံစံတူတဲ့နောက်ထပ်ကလေးတစ်ယောက်ကဆူရှာတဲ့တစ်ခုခုကိုကင်ပြီးပြုံးပြနေတာကိုတွေ့လိုက်ရတယ်။အခြေအနေတွေကပိုဆိုးလာတာကြောင့်အတွေ့အကြုံရှိတဲ့ဖုန်ကြီးအိုကြီးတစ်ပါးကိုပင့်ပြီးမိစ္ဆာနှင်ဖို့ပြင်ဆင်ကြပါတယ်။သူကစွန်ဦးကိုကတင်မှာချီနှောင်ပြီးရက်ဆက်တဲ့နီလန်းတွေနဲ့မိစ္ဆာနှင်ဖို့လုပ်ပါတော့တယ်။ဒါပေမဲ့အပြင်ဘက်မှာတော့ရဲတွေကကားမောက်တဲ့နေရာမှာသတိလစ်နေတဲ့ဖုန်ကြီးအစ်စ်ကိုတွေ့လိုက်ရပါတယ်။အိမ်ထဲမှာစွန်ဦးကိုနှိပ်စက်နေတဲ့သူဟာဖုန်ကြီးမဟုတ်ပဲဖုန်ကြီးအယောင်ဆောင်ထားတဲ့မိစ္ဆာဖြစ်နေခဲ့တာပါ။အမှန်တရားကိုသိသွားတဲ့အခါအဖေဖြစ်သူကမိစ္ဆာကိုပြန်တိုက်ခိုက်ပေမဲ့ခွန်အားချင်းမရှင်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဖုန်ကြီးအစ်စ်ရောက်ရှိလာပြီးဂါထာတွေရုပ်ဖက်ကမိစ္ဆာကိုနှင်ထုတ်နိုင်ခဲ့ပါတယ်။စွန်ဦးရဲ့ကိုယ်ထဲကမိစ္ဆာကိုဖုန်ကြီးကသူ့ရဲ့ကိုယ်ထဲကိုပြောင်းရွှေ့သိမ်းဆည်းလိုက်ပြီးမိစ္ဆာကိုအပီးတိုင်ရှင်းလင်းဖို့သူ့ကိုပါစသိမ်းပေးဖို့တောင်းဆိုခဲ့တယ်။ဖခင်ဖြစ်သူဟာမျက်ရည်တွေနဲ့အတူလက်ဝါးကတ်တိုင်နဲ့ဖုန်ကြီးရဲ့ရင်ဘတ်ထဲကိုထိုးဆိုင်လိုက်ပြီးမိစ္ဆာကိုစသိမ်းပေးလိုက်ပါတယ်။